ကဲခြေတို့ကခါဘယ်လောက်ရှိတာလဲခါ28ဆိုအပန်းချိတ်လောက်တော့မယ်ဆိုအထစ်တက်တဲ့အချိန်ဆိုရင်သူ့ရဲ့ခါအကွာဝေးကငူသွားပြီအဲ့ဆိုခြေတို့ကဒီကနေနော်ဒီကနေခါတဲ့အတွင်းချမ်းနော်အတွင်းချမ်းနေခြေတို့ကခါ28ရှိတဲ့နေရာမှာမှတ်နော်မှတ်ရအောင်ကဲအတွင်းချမ်းနေခါ28ရှိတဲ့နေရာကိုခြေတို့မှတ်လာမယ်28ကဘယ်နာလောက်ကြာမလဲဆိုရင်နော်မှတ်လာမယ်28ကဒီမှာတောင်းအစွန်ဆုံးเนาะတောင်းအစွန်ဆုံးလေးက28ကဲဒီ28နေမှာခြေတို့ကဘာလုပ်မှာလဲအထစ်ချိတ်တက်အထစ်ချိတ်ကိုခြေတို့ကเนาะဒီဘက်ကိုမျှတက်ဒီမှာဆိုဒီဘက်ဆိုရင်ပိန်ဝိုင်းရင်လည်းဝေလို့ရမယ်ဒါဒီအလဲချိတ်အခုဝေလို့ရမယ်ချိတ်ပေါ့เนาะဒီဘက်ကနေခြေတို့ကစပြီးတော့အထစ်လုပ်အောင်အထစ်လုပ်ကခြေတို့ကဒီလိုချိတ်เนาะခြေကဒါဒီအပွင့်ပဲဖြစ်မယ်เนาะပွင့်ပဲဖြစ်မယ်ဒါဒီပိတ်ပဲဖြစ်မယ်เนาะဒီစားကြည့်မယ်เนาะဒါဒီပါလဲကိုယ့်ရဲ့အခုဝင့်မယ်28เนาะနေရာပိန်ဝိုင်းရင်လည်းဝေလို့ရမယ်ဥမာဝလာရင်လည်းသူကဒီမှာပေါ့ဝေလို့ရကဲအဲ့ကနေခြေတော့နောက်တစ်ခုလည်းပြောဒီ28ကိုမူတင်ခြေတော့အဲ့28မှာဒီလိုလေးထောင်းမယ်ပြီးရင်ခပတ်ခါကိုဝင်းလိုက်เนาะလို့เนาะအဖုံးချမ်းကိုဒီမှာဝင်းလိုက်မယ်เนาะသူဘယ်နေရာမှာနောက်တစ်ချက်အထစ်ကနှစ်ထစ်เนาะလောက်ရမှာဆိုတော့ပတ်မယ်အလဲမကနေเนาะ28ကနေပတ်မယ်ပတ်ပြီးတော့ခြေတို့ဒီမှာသူ့ရဲ့စုံးနဲ့ဒါခြေတို့ဒါအခုတက်မယ်နေရเนาะအခုဝင်းမယ်နေရရဲ့ခြေတို့ဒီဘက်ကိုဘယ်လောက်လဲတလက်မခွာတာတစ်ထစ်ကိုခြေတို့9မုံเนาะဒီဘက်ကိုလည်းဒါအစုံးမဲ့ဒါဒီအပွင့်ပဲဖြစ်တယ်เนาะကဲဟုတ်ပြီခြေတို့အထစ်တက်ပြเนาะအထစ်လေးခဏခြေတို့ခိုင်းတာเนาะဒီမှာအထစ်လေးလုပ်ပြတာနော်အဲ့ဆိုပေါ်လေးနဲ့တက်လိုက်အထစ်လေးတွေကိုခြေတော့ကငေါင်းထစ်ကလေးတွေချုပ်ထားလိုက်မယ်နော်အမှန်တော့ခြေစင်းအပေါ်မှာတစ်ခါရဲတက်တာဘာလို့ကမတိမှဆိုတော့ခြေငါးမူးထစ်လေးနော်ဒီလိုလေးဒီလိုလေးငါးမူးထစ်နော်ငါးမူးထစ်ကလေးတွေလုပ်ပြီးတော့ခြေတော့ကဒီတစ်ချောင်းလေးတွေလင်းထားမယ်တက်ရက်လေးပြောင်းမယ်နော်အဲ့လိုမျိုးနင်းထားမယ်နော်ဒီမှာထုတ်တာလေးနော်အဲ့လိုအထောင်လေးခလေးလေးနော်အထစ်အရင်လုပ်ပြရနော်ခြေလို့ဆိုရင်တော့ဒါလည်းလုပ်ပါပါဒါခုမှမတိသေးတဲ့လူတွေအတွက်ခြေအထစ်အရင်လုပ်ပြတာကိုက9ထစ်လုပ်မှာလား6ထစ်လုပ်မှာလားဟောပိုင်းတာရမယ်နော်ခြေလုပ်ပြထားတဲ့ဟာတော့9ထစ်ပဲရမယ်နော်ဒီအပွင့်သက်ဒီတစ်ထည့်ရတယ်တစ်ထည့်နှစ်ထည့်သုံးထည့်လေးထည့်ငါးထည့်6ထည့်ရမယ်နော်6ထည့်ရတော့လဲဟိုဘက်ဒီဘက်ထည့်လို့ခွာလိုက်ရတယ်6ထည့်မဝင်တော့5ထည့်ပဲနော်ဒီလိုဒီမှာနည်းနည်းပို့သူ့ကိုပြန်ခောက်ပြီးတော့ပြန်လုံးပေးသွားမယ်နော်ပြန်ခောက်အနာတက်နော်အနာတက်တယ်အနာတက်ရင်လည်းညီအောင်လို့နော်အနာတက်လေးညီအောင်လို့ချက်လို့ဟုတ်ချက်လို့တစ်ခါလေးချက်ချရမယ်အခုမှလည်းတင်မဲ့လူတွေချက်ကခါလေးရမှာနော်ဒီဘက်ကိုလည်းအဲ့လိုချက်လို့ရပါလေစင်ပြအောင်တစ်ခါလေးထည့်လေးနော်မရွေ့ရဘူးဒီဖြစ်ပြီနော်ဒီလိုထည့်လိုက်ဆိုဒီဘက်ကိုအပွင့်လက်ထားမှာနော်ဒီဘက်ဒီတစ်ထည့်ရအောင်နော်တစ်ထည့်နှစ်ထည့်သုံးထည့်လေးထည့်ငါးထည့်နော်အဲ့လိုခြေရဘယ်လောက်တစ်ခုလောက်အောင်လဲနှစ်ခုလောက်အောင်နော်ကဲခြေတို့အထစ်လေးလုပ်ပြီးပါနော်လုပ်ပြီးပါရင်ခြေတို့ကဒီလိုလမ်းချိတ်
ဂျိတ်ကိုလို့ဒါဒီဂျိတ်ပေါ့ဂျိတ်ဆိုရင်ဒီလိုလာချိတ်ပါနော်ဒီလိုကြီးချိတ်လို့မရဘူးဒီလိုလာချိတ်မှာဖြစ်တယ်အဖွင့်ပိတ်ကဒီဘက်မှာခြေတို့ကဒီဘက်ဒီအလယ်မှတ်နော်လယ်မှတ်ဆိုတော့ဒီလိုလာတယ်နော်အဲ့ဒါခုလည်းဒါဒီအဖွင့်ဘက်ပေါ့ဂျိတ်ဖြစ်သွားမှာနော်တစ်ခုနှစ်ခုသုံးခုလေးခုငါးခုဆိုတော့ဒီလိုဖြစ်တယ်အဲ့ခါကျတော့ဒီအလယ်မှတ်လေးကိုခြေကဒီလိုလေးမှန်းပြီးတော့အလေးနဲ့ထူထားလို့ရတယ်နော်အလေးနဲ့ထူထားပြီးမှတ်ထားရအောင်အဲ့ဒါခြေတို့ကဒီဘက်ကမထွက်စေနဲ့နော်ဒီလိုလေးဒါပြီးတော့ချုပ်နော်ဆက်ထားမယ်ဒီမှာလေးထုတ်ပြရအောင်နော်ဆက်ပါဒီမှာတုံးမယ်ဒီဘက်ကမထွက်စေနဲ့နော်အပတ်ကိုကြော်ပြီးတော့မထွက်စေနဲ့အဲ့လိုလေးခပ်ပတ်ကိုလုပ်ပြလိုက်တော့အဲ့လိုလေးအမြင်ဖတ်အဲ့ဒါတောင်းချောက်ချုပ်နော်ဒီအစိတ်လေးနဲ့ချုပ်ပြလိုက်နော်အဲ့ဒါချိန်ခိုင်သွားလို့ဒီဘက်ကမထွက်စေနဲ့နော်မချုပ်လာနဲ့နော်ဒါတော့နည်းနည်းတော့ပြောင်းပြန်ထွက်တာပေါ့ကတူတယ်နော်ဆိုတော့မမအထောက်နော်အထောက်ပြီးချိန်တော့ဒီဘက်ကိုပြန်လှည့်နော်ဒီလိုလေးလှည့်အမေလေးနော်လှည့်ပြီးချိန်တော့ဘယ်လိုလုပ်မလဲဒီဘက်ကိုပြန်ချုပ်နော်ဘက်ကိုပြန်ဝိုက်မယ်နော်ပြန်ဝိုက်မယ်အလေးထောက်မယ်ဆောင်းရအောင်ဆက်ဒီချိန်တော့ဘက်ကိုပြန်လိုက်ချုပ်နေရမှာဒီကျမလည်းမပေါ်နော်နေရာလေးတွေတက်အောင်ခေါင်းတောင်းနေတယ်နော်အောင်နေရအောင်နော်နားလေးမှာချိတ်တော့မယ်စိတ်ကလွယ်လို့ပြလိုက်တာနော်ကိုကလည်းဆိုရင်အပတ်တက်ပြရနဲ့အထစ်ကိုသူထပ်လုပ်တယ်နဲ့ကိုဒီပေါ်မှာလည်းအထစ်လာလို့ရနော်မချိတ်ပါအပြင်အခါချိတ်နော်ပြီးရင်ကျွန်တော်အပြင်မှာလည်းထည့်လိုက်တော့ဒီလိုလာချိတ်ပြီးဒီလိုလာဝက်မှာဒီလိုလာဝက်မှာဖြစ်တဲ့အတွက်ဒါတွေကလည်းအပြင်ချိတ်နော်ဒီလိုပဲပြန်မယ်နားမှတ်ပြီးပါနော်မခုလောက်ထားတယ်။အနေချိတ်သေးနေတော့ဆိုတာအနေချိတ်ဆိုတော့ဒီလိုလေးလာပြန်တယ်နော်။ရာဒီမကြော်ရအောင်နော်။ခပတ်ထက်ကိုအထစ်ချိတ်ဒီခပတ်ထက်ပြီးလို့မရအောင်နော်။ဆိုင်နေဒါဆက်ဆန်းနေခပတ်ထမကြော်ရအောင်နော်ဒီပေါ်နော်ဒီချက်ဒီအထစ်ကလေးတွေဒီခပတ်အပြားဘက်ကိုမကြော်ရအောင်နော်ခပတ်အပြားဘက်ကိုမကြော်ရအောင်ကြော်ရင်မလိုက်ဘူးအဲ့လိုလေးနော်တဲ့ဒီအထစ်နဲ့တစ်ထစ်ဒီ၄စိတ်ကို6စိတ်လောက်နော်ပပရဲ့ဒီချက်ချင်းတက်ပြမယ်